လက်စနာပန်လိုဂျာကတော့ဂျိုရှာနဲ့ပွဲကိုနိုင်မယ်လို့အပိုင်တွက်ထားပါတယ်ဒါကြောင့်သူကဗန်ကောနိုင်ကစားပြီးရင်ဆိုင်ခြင်းနဲ့ပြိုင်ပွဲကိုတော့ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်ပန်လိုဂျာကဗန်ကောနိုင်ယူပြီးရင်သူရင်ဆိုင်ခြင်းနဲ့ဖိုင်တာကတစ်ချိန်ထဲမှာတူလေးချင်းနေတဲ့အသင်းပေါ်ဂျပန်ဖိုင်တာကာရိုဟိုရိုဂူချီလို့ဆိုလာခဲ့ပါတယ်ဟိုရိုဂူချီကနောက်ဆုံးကစားခါတဲ့ကာလာ USA Final 265မှာဟိုလန်ဘဲကောကိုဒုတိယအချီချုပ်ကွက်နဲ့နိုင်ခဲ့သူဖြစ်ပါတယ်ပွဲပြီးမှာသူကပန်လိုဂျာသူ့ရဲ့အသင်းပေါ်ဖြစ်ပေမဲ့ချန်ပီယံကပတ်အတွက်ဆိုရင်တော့ထိုးသက်ရမှာဖြစ်ကြောင်းစင်ကောစကားပြောဆိုသွားခဲ့တာပါပန်လိုဂျာနဲ့ဟိုရီဂူချီတို့ဟာအမေရိကန်တော်တန်းသင်းမှာအတူတွဲကလေ့ကျင့်နေကြတဲ့အသင်းပေါ်တွေလည်းဖြစ်ပါတယ်ပန်လိုဂျာကဂျိုရှာဘန်ကိုအနိုင်ယူပြီးရင်သူ့ကိုစင်ကောထားတဲ့ဟိုရီဂူချီနဲ့ကစားကြကြောင်းခုလိုပြောပါတယ်ဟိုရီဂူချီအနိုင်ရတဲ့အပေါ်မှာကျွန်တော်ဝမ်းသာပါတယ်ဟိုလန်ဘဲကောကလည်းတကယ်ကောင်းတဲ့ဖိုင်တာပါဒါပေမဲ့ဟိုရီဂူချီကဒုတိယအချီမှာပွဲဖြတ်နိုင်ခဲ့ပါတယ်သူကကျွန်တော်နဲ့တစ်ချိန်ထဲမှာအတူတူလေ့ကျင့်နေတဲ့အသင်းပေါ်ဖြစ်ပါတယ်ကျွန်တော်မိသားစုပါသူ့ကိုရန်ကျေးဇူးတင်ပါတယ်သူကကျွန်တော်ကိုပိုကောင်းအောင်လေ့ကျင့်ပေးခဲ့သူဖြစ်ပါတယ်သူအခုလိုကျွန်တော်ကိုစိန်ခေါ်တဲ့ဆိုတာကလည်းသူကချန်ပီယံဖြစ်ချင်လို့လက်ရှိမှာခပတ်ကိုကင်ထားတဲ့ကျွန်တော်ကိုစိန်ခေါ်ရတာမျိုးဖြစ်ပါတယ်ဒါကိုကျွန်တော်လုံးဝနားလည်ပါတယ်သူက Reason ဘယ်လာတို့မှာချန်ပီယံဖြစ်ခဲ့သူပါသူ့မှာလွယ်နေတာဆိုလို့ UFC ပဲကြံပါတော့တယ်သူကချန်ပီယံဖြစ်လာရင် Reason ဘယ်လာတို့ UFC တို့မှာချန်ပီယံဖြစ်တဲ့ဒုတိယကစားမဖြစ်လာပါလားကျွန်တော်လားဂျိုရှာဘန်ကိုနိုင်ပြီးသူနဲ့ပွဲစားရမယ်ဆိုရင်ဒါကထူးခြားနေမှာပါကျွန်တော်အတွက်လက်ဆောင်ဖြစ်နေမှာပါကျွန်တော်ရဲ့ပွဲအတွက်ရေးပါတယ်သူနဲ့ကစားမယ်ပေါ်ပြောရှင်းမိမှာပါလောလောဆယ်တော့ကျွန်တော်ဖန်နဲ့ကစားမယ်ပွဲအကြောင်းကိုတွေးထားပါတယ်လို့ဆိုပါခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘန်တို့ကြသဘောပေါက်ရမှာကသူ့အနေနဲ့ဖန်ကိုကြော်နိုင်မှုဆိုတာမလွယ်ကူဘူးဆိုတာပါပဲ